အားလုံးပဲမင်္ဂလာပါရှင် IVF မေမေ channel ကနေပြန်လဲကြိုဆိုပါရစေဒီနေ့တော့ episode 2အနေနဲ့အပိုင်း2အနေနဲ့ဒီ3နှစ်အတွင်းမှာပေါ့နော်ဒီ IVF မလုပ်ဖြစ်သေးတဲ့ဒီ3နှစ်အတွင်းမှာဘယ်လိုတွေဖြတ်တန်းခဲ့တယ် IVF ကိုOGGYN ကနေတဆင့်ဘယ်လိုရောက်သွားတယ်ဆိုတော့အကြောင်းလေး sharing လုပ်ပေးချင်ပါတယ်လက်ထပ်ပြီးတစ်နှစ်ပြည့်တဲ့လာမှာတော့ကလေးလည်းရမ်းလို့ချင်တယ်ပေါ့နော်နှစ်ယောက်စလုံးလည်းအိမ်တော်ကြာကြတဲ့နေ့ကလေးရဖို့မျှော်လင့်ထားတယ်ကလေးလည်းချက်ချင်းရမယ်လို့လည်းထင်ထားတာပေါ့နော်ဒါပေမဲ့လည်းတကယ်တမ်းကျတော့မဖြစ်လာဘူးပေါ့အဲ့နဲ့အိမ်တော်ကြပြီးတစ်နှစ်ပြည့်တာနဲ့OGC မှာသွားခဲ့တယ်PCB ဆိုရင် PCP ဆိုရင်ပေါ့ကိုယ့်ရဲ့ဆရာဝန်ပေါ့နော်ကိုအမြဲတမ်းအနေနဲ့ဆရာဝန်ကနေတဆင့်အဲ့ဒီ refer လုပ်ပေးလို့ပေါ့နော်အဲ့ဒီOGC သွားခဲ့တယ်သူလည်းတော်တော်လေးသဘောကောင်းတယ်ကောင်းလေးလည်းစကားပြောပေးတယ်ပေါ့နော်ကိုယ့်ရဲ့စိတ်ကိုတည်နေတယ်လို့ပဲသိရမလားဒါပေမဲ့သူတို့ကကြတော့ဘယ်လိုပြောမလဲစိတ်ရှည်တယ်ပေါ့နော်ကိုယ့်ထက်တော့ဒါအင်တာဗျူးကတနည်းပဲရှိသေးတယ်ဆိုတော့ပေါ့နော်lifestyle နေမေးတယ်ဘယ်လိုအနေထိုင်ကောင်းမယ် suggestion လေးတွေပေးတယ်ပေါ့နော်တောက်ကျွေးခါ test တဲ့ဟာလေးတွေ test ပြီးတော့အချိန်ကိုတိတိကျကျလေးအတုံးချပါလားအဲ့လိုမျိုးလေးတွေနဲ့သူကပြောပြီးတော့ပေါ့နော်အဲ့ဒါတွေကိုသူကပြောမှပြန်လွတ်လိုက်တယ်ဆိုတော့သူကတော့ပေါ့နော်6လ9လလောက်တော့စောင့်ကြည့်လိုက်ပါအောင်ပေါ့နောက်နှစ်ပေါ့သူကပြောချင်တာအဲ့လိုပြောမှပြန်လွတ်လိုက်တော့ဟုတ်ပါတယ်လေဆိုပြီးတော့သူပြောတယ်လို့များငါတို့ကမလုပ်ခဲ့တာတွေများလားဆိုမှအိမ်ကိုပြန်လာမှဒီလိုပဲတတိထားမိတဲ့လားလေတတိထားမိတတိမထားမိရဲ့လားလေတတိမထားမိနဲ့ဒီလိုပဲအမြဲတမ်းရင်ခုန်ရင်းတည်ရမလားလားတိုင်းကိုရင်ခုန်ရင်းနဲ့ဖြတ်ကျော်ခဲ့တယ်ဖြတ်ကျော်ခဲ့ပြီးတော့နောက်တစ်နှစ်ခွဲလောက်ရှိသွားတဲ့ခါကျတော့နည်းနည်းဖြစ်လာတာပေါ့နော်စိတ်ထဲမှာအရန်ကြာလာသလိုခံစားရပါတော့အခုထိလဲဘာမှဖြစ်လာသေးပါလားဆိုပြီးတော့အဲ့လိုမျိုးဇဝေဇဝါစိတ်တွေလည်းဖြစ်လာခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့ဆရာဝန်စီပြန်သွားတဲ့အခါမှာအမဆရာဝန်က okay ဒါဆိုရင်တော့hormone test မယ် AMH ပေါ့နော် AMH တော့ပေါ့မမျိုးဦးအရေးအသွေးသူစစ်ဆေးမယ်ပေါ့နော်အဲ့လိုမျိုးဆိုပြီးတော့လုပ်တယ်ပြီးတော့အမျိုးသားကိုလည်းသူကစစ်ဆေးမယ်ပေါ့နော်တုပ်ပိုးအရေးအသွေးပေါ့နော်အားကောင်းလားမကောင်းလားအဲ့လိုမျိုးလေးသူကစစ်ဆေးမယ်ဆိုပြီးတော့အဲ့ဒီမှာစပြီးတော့အစချင်းတော့ကတော့OG ကအဲ့ဒါစစ်ဆေးဖို့အတွက်ဆိုပြီးတော့ဟိုဘက်ဆေးခန်းမှာတက်စစ်ခိုင်းတယ်အဲ့ခါကျတော့ဒါစစ်ဖို့အတွက်အဲ့ဒီကိုသွားခိုင်းတာထင်ပြီးတော့အဲ့ဒီမှာစစ်ပြီးတော့ OGC ကိုပြန်သွားတယ်အဲ့နဲ့OG ကသူနဲ့ပြန်ပြီးတော့ဖုန်းနဲ့ပေါ့နော်ဒီ result တွေကိုသူနဲ့အတူပြောမှသူက okay တဲ့see you when you pregnant လို့ပြောလာတာအဲ့ဆိုတော့သူစီမတော်တော့မှလားမသိဘူးဆိုတော့အဲ့ဒါနဲ့ဒီ result တွေနဲ့ဘာဆက်လုပ်ရမှမသိဘဲနဲ့ခဏတလား2လားတော့နည်းနည်းငောင်းတောင်ဖြစ်လိုက်သေးတယ်ပေါ့အဲ့ဒါနဲ့ January လမှာနောက်ထပ်3လလောက်ကြာတဲ့ခါပေါ့နော်အဲ့ဒီ3လလောက်ကြာတဲ့ခါမှာဆရာဝန်အဲ့ဒီ
ဆရာဝန်ကတော့စစ်ခိုင်းနဲ့ဆေးခါမှာပဲပြန်သွားပြီးတော့ဗောနော်ငါတို့ဒါတွေစစ်ထားပြီးပြီဒီအဖြေတွေရှိတယ်ဗောနော်အဲ့ဒါဆရာဝန်နဲ့စကားပြောကြည့်ချင်တယ်ဆိုပြီးတော့အဲ့ဒီမှာစပြီးတော့ဟိုဗောနော်computer data specialist ဆရာဝန်နဲ့စပြီးတော့စကားပြောဖို့ချိန်ဖြစ်ခဲ့ပါတယ်ဆက်ချင်းချိန်တော့လေချိန်မလို့လောက်တော့ကြားဘူးလေနော်IVF ဆိုတာအရန်စိတ်ကြီးတယ်ပြီးတော့ဟို process ပေါ့နော်ဟိုလှုပ်ဆောင်မှုကအရန်ရှည်တယ်ပြီးလို့ရှိရင်ပေါ့နော်ဟိုကြောက်တာပေါ့နော်ကြောက်တဲ့စိတ်ရှိရယ်ကြောက်တဲ့စိတ်ကဟိုပုံမှန်မဟုတ်တယ်ပေါ့နော်မလုပ်ဘူးတဲ့ဥစ္စာမျိုးဆိုကြောက်တဲ့စိတ်ရှိတယ်မျောလင်းချက်ရှိတယ်ပြီးတော့ပတ်စံကုန်မှာလဲပတ်စံအများကြီးကုန်မှာလဲအဲ့ဒါကိုယ့်ရဲ့အတိုင်းတာနဲ့အဲ့ဒီပတ်စံငိုလဲဘလို့ဖြစ်အောင်လုပ်လို့ရမလဲပေါ့နော်အားကြဘူးတာလဲမနေပါလားပေါ့အဲ့လိုမျိုးခန်းစားချက်ပေါင်းများစွာနဲ့ပေါ့ဒါမဲ့လဲသူများတွေမိသားစုဘဝတွေတည်ထားတယ်လို့ပေါ့နော်မိသားစုစုံနေတဲ့မိသားစုဘဝလေးတည်ထားတယ်လို့ကိုလည်းစုံနေတဲ့မိသားစုဘဝလေးရချင်တယ်ဆိုတော့စိတ်နဲ့ကြောက်တဲ့စိတ်တွေရောဆိုရင်လည်းစိတ်အားငယ်တဲ့စိတ်အားလုံးကိုအဲ့ဒီဟာတွေအားလုံးကိုလက်ခံဖို့စူးစမ်းပြီးတော့ဗောနော်ဒီခရီးစဉ်ကိုမဝိမရဲနဲ့စိတ်လှုပ်ရှားခြင်းများစွာနဲ့စတင်ခဲ့တယ်လို့ပြောပြချင်တာပါနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်နောက် episode တွေမှာနောက်အပိုင်းတွေမှာဒီcomputer data နဲ့ပတ်သက်ပြီးတော့ဆရာဝန်နဲ့စပြီးတော့ဆွေးနွေးရာကနေစပြီးတော့လောက်တဲ့အပိုင်းနဲ့အကုန်လုံးကိုတည်တည်ချာလေးတပ်ပုံလေးများနဲ့တကွာတတ်နိုင်သလောက်ပေါ့နော် sharing လုပ်သွားပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်